ခုမြင်တွေ့နေရတဲ့ဦးလုပ်ငန်းဟာတရားဦးမြို့နယ်ထလောင်းကိုင်းရွာဦးလုပ်ငန်းပဲဖြစ်ပါတယ်ဦးကောင်းတစ်လုံးရဖို့အတွက်ကိုအခုလိုလက်ရိုက်ပုံနဲ့နာရိုက်ရတာပဲဖြစ်ပါတယ်ဦးရဲ့ဘန်ကကလေးဖို့အတွက်ကိုလည်းလက်ရိုက်တော့မှတခါတည်းစောင့်တဲ့ဒီချာလီထွန်းထက်ပြီးတော့ရိုက်ပေးရတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ဦးလုပ်ငန်းတွေအများကြီးရှိပါတယ်နာမည်ကြီးရတာတော့စကိုင်းဦးတွေနောက်ကျွန်တော်တို့မြင်းညာနယ်ဘက်ကဆိုရင်ရန်ကုန်ဦးတွေအများကြီးပါပဲဦးလုပ်ငန်းကတော့မြန်မာပြည်အနှံ့ပြားရှိပါတယ်သူ့နာနဲ့သူတော့နာမည်ကြီးကြတာပဲဖြစ်ပါတယ်ဦးလုပ်ငန်းလုပ်ဖို့အတွက်ကိုဒါကရှင်စည်းမြေကိုမြစ်ကမ်းပြီးကနေပြီးတော့တွားရောက်တည်ယူပြီးတော့လောက်ကြရတာပဲဖြစ်ပါတယ်ဦးလုပ်ငန်းမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဂူသူရအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်